နဲ့ဆရာလေးကိုအဓိကထားရဗီဒီယိုမော့လားပို့လို့ရရလားဟုတ်မှာ3မိနစ်လေးဟုတ်တော့မှာဖျားကိုပါနေရတယ်ဖျားကိုမောက်ရရတယ်အောက်ကပင်းရိုက်တင်လိုက်ဝိဇာသရဏတတ္တနော